ဆက်မပြတ်ချောင်းဆိုးနေပြီမဲ့အေးမိတာလည်းမဟုတ်ဘူးဆိုရင်ဘန်းနာရင်ကျက်သည်နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂဖြစ်ပါသည်ဓမ္မတေမှုကြောင့်အသက်ရှူလမ်းကြောင်းရောင်ခြင်းဖြစ်ပြီးယောဂလက္ခဏာအမျိုးမျိုးပြပါသည်အဆက်မပြတ်ချောင်းဆိုးခြင်းရင်ဘတ်တွင်ပြည့်တင်းတင်းဖြစ်ခြင်းအချွဲကျက်နေသလိုခံစားရခြင်းအပြင်အခြားလက္ခဏာများလည်းရှိသည်မော်တော်ကားနှင့်စက်ရုံမှထွက်သောဓာတ်ငွေ့များရှုမိခြင်းအချို့သောပတ်ဝန်းကျင်တွင်ရှိနေခြင်းသည်ရာရန်မှုကြောင့်လေပြွန်တွင်တက်မတက်၍ရောင်ရမ်းစေနိုင်ပါသည်ရောင်ရမ်းမှု၏တုံ့ပြန်မှုကြောင့်ကိုယ်ခံအားစနစ်ထိခိုက်ပြီးအပြင်းအထန်ချောင်းဆိုးလာကအသက်ရှူလမ်းကြောင်းပိတ်ပြီးအသက်ရှူရခက်ခဲလာပါသည်ကောက်ပဲသီးနှံတူလောင်ယုံမှထွက်လာသောဖုံမုံဂဟိဆက်ချင်းမှထွက်လာသောဖုံမုံတန်ဖြတ်ချင်းမှထွက်လာသောဖုံမုံနှင့်ဓာတုပြောရည်အစရှိတို့ရှိသောအလုတ်ခွင်တွင်အလုပ်လုပ်ပါကလမ်းနာရင်ကျက်ဖြစ်တတ်ပါသည်လေတုညဉ့်ညံ့မှုပြင်းထန်စဉ်အပြင်ဘက်တွင်အလုတ်လုတ်ခြင်းကိုရှောင်ရှားပြီးအလုတ်လုတ်ရမည်ဆိုပါကဒေကြပေါင်းနှာခေါင်းစည်းလက်အိတ်အစရှိသည့်ကာကွယ်ရေးအကူပစ္စည်းများကိုဝတ်ဆင်ပါအလုတ်ပြီးခြင်းစိတ်ဖိစီးခြင်းအစရှိသည့်များကြောင့်လမ်းနာရင်ကျက်လက္ခဏာများပြင်းထန်လာနိုင်ပါသည်စိတ်ဖိစီးမှုကိုတေချာဂရုစိုက်ပြီးအလုတ်ခွင်ကိုတန့်ရှင်းအောင်ထားပါဘန်းနာရင်ကျက်ယောဂကာကွယ်ရန်အတွက်ဆေးလိပ်ဖြတ်ပါယောဂလက္ခဏာပြင်းထန်လာပါကချက်ချင်းဆေးကုသမှုခံယူပါဘန်းနာရင်ကျက်ယောဂကုသရာတွင်အဓိကအားဖြင့်ဆေးဝါးတောက်သုံးရပါသည်ဘန်းနာရင်ကျက်ယောဂရှိသူသည်ယောဂလက္ခဏာထိန်းချုပ်နည်းကိုလေ့လာပြီးဆေးဝါးသုံးစွဲနည်းကိုလည်းတည်တည်ချာချာလေ့လာထားရပါမည်ယောဂလက္ခဏာသက်သာသွားတော့လဲထပ်မံဖြစ်ပေါ်ခြင်းနှင့်ဆင်ပွားယောဂများထံမှကာကွယ်ရန်ကုသမှုကိုဆက်လက်ခံယူပါ